ပိတ်စာအရန်သုံးတယ်သူရဲ့ performance တွေရော photography art တွေမှာရောဒီပုံကြည့်ရင်ပြီးရင်နှင်းစီပဲအနီရောင်တွေသုံးရင်လူငယ်တွေတခြားနေရာကိုအဲ့လိုမျိုးအုပ်စုလိုက်တွေဘယ်ရောက်မှမသိဘူးအဲ့တော့ပလင်းထဲမှာအဲ့တော့လူတွေကတော့ tradition ကတော့ပလင်းထဲကိုစာလေးထည့်ပြီးတော့ wish letter ဆိုပြီးတော့ပလင်းထဲကိုမျှောကြတယ်ပေါ့နော်ဒါပေမဲ့သူခံစားရတာကြတော့အခုကလူတွေကအဲ့လိုမျိုးပလင်းထဲမှာမျှောခံရတဲ့ပုံစံမျိုးဖြစ်နေတယ်ဘယ်ရောက်မှမသိဘူးအဲ့လိုမျိုးပလင်းထဲကနေသွားပြီးတော့အဲ့တော့ဟိုလက်တော့မလျှော့နဲ့ပေါ့နော်သူကဒီမှာပထမအဆုံးတကားက light house ပါရလေနော်ဆိုတော့ light house ဆိုတာကိုရှိနေတယ်အဲ့တော့အဲ့ဒီအတွက်ကြောင့်တချိန်ချိန်တော့အဲ့ light house ကိုရအောင်ရှာပင်နယ်ထဲမှာတောင်းကျင်းတမ်းမမြင်လမ်းမမြင်မျောနေရဆိုလို့ရှင်တော့ light house ကိုရအောင်ရှာဆိုတဲ့ပုံစံမျိုးနဲ့သူက hope series ဆိုပြီးတော့အဲ့ဒါကျစင်တို့ပေးထားတဲ့ဟာပေါ့နော်ဒါကလေးကသူ့ဖုန်းခွေးတာပဲဒီလိုမျိုးဖြတ်လိုက်ရင်အဲ့လိုဒီပုတ်ကိုအောက်မှာကျွန်တော်ဟိုဒီပေါ်တော့မဲ့ဖြစ်ပါဖြစ်ကျွန်တော်ထိုက်ပြီးကာပါလောက်လိုက်ပြီလိုဒီပုတ်ကိုသူစိုက်လိုက်ပြီအဲ့လိုဒီပုတ်လောက်တဲ့ဟာကိုစောနဲ့ကာလာကိုလူမျက်လုံးလိုမျိုးပုံစံနဲ့လုပ်တယ်ဒီကောင်ကိုဒီပေါ်မှာမောက်ချလိုက်ယူပဲလေပြီးတော့လူတွေစီကြပြီးလူတွေအဲ့ဒီပေါ်ဟာဖယ်လိုက်ပြီးဒီလိုပုတ်ပြီးယူလို့စားတယ် simple installation နဲ့ photography နဲ့ဟိုတော့ပေါင်းပြီးတော့လုပ်ကြမယ်ပြီးလို့ရှိရင် number 3ကကြတော့အဲ့သူရဲ့ finalist ဝင်ထားတဲ့award လေးရတစ်ခုရှိတယ်တဲ့အဲ့ဒီဟာပေါ်မူတည်နေဆိုတော့သူက video art နဲ့ performance art နဲ့ပေါင်းထားတဲ့လက်ရာမျိုးပေါ့နော်ဒီရောကအရင်ထိုးတော့ဒီကနေ့ဒါဆိုတော့ပထမတစ်ခေါက်တော့လိုက်ကြရဆိုတော့